ဟာခမရဗျာ Huawei ကုမ္ပဏီလေဗျာကျွတ်ကုမ္ပဏီမှမဟုတ်တာဗျာခမရဟမ်ဝိုင်းပြီးပိတ်ဆို့ထားတယ်ဆိုလို့ရှိရင်တော့မှပဲမီးတဲ့ကနေပြန်ပြီးတော့ရှင်တန်ထမြောက်နိုင်စွမ်းရှိတဲ့ Phoenix ငှက်လို့ကုမ္ပဏီမျိုးဗျာခမရတို့ Huawei လို့ပြောလိုက်တာ ਨੇ G710 တို့ G930 တို့ Huawei G6 တို့8825D တို့8813တို့အဲ့ဒီဖုန်းလေးတွေနဲ့ခင်ဗျားတို့ COC ကိုနေမနာညမအားကလန်ဝါးတွေတိုက်ခဲ့တာကိုခင်ဗျားတို့ကောင်းကောင်းကြီးအမှတ်ရမိပဲလို့ကျွန်တော်ထင်တယ် Huawei ဆိုတဲ့နာမည်ကြားလိုက်တာ ਨੇ လူအများစုက smartphone company တစ်ခုလို့ကျွန်တော်တို့ကပြေးပြီးမြင်ကြတယ် Huawei မှာဘာ series တွေထုတ်လဲဆိုတော့ Mate series ထုတ်မယ် P series ထုတ်မယ်အခုနောက်ပိုင်းဆိုလို့ရှိရင် Pure series နဲ့ပြောမယ်ဆိုလို့ရှိရင်တော့ Mate series ဆိုပြီးတော့ထွက်တယ်ပေါ့နော်ကဲထားပါတော့နော်အဲ့တော့ကင်မရာကောင်းတဲ့ flagship ဖုန်းလို့ပဲ Huawei တွေကိုဟိုးအရင်ကျွန်တော်တို့မြင်ခဲ့ကြတယ်ဒါပေမဲ့ Huawei ရဲ့တကယ်သမိုင်းကြောင်းကိုကျွန်တော်တို့ကပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကုမ္ပဏီကဖုန်းထုတ်တဲ့ကုမ္ပဏီထက်အများကြီးပိုတယ်ဆိုတော့ကိုကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကသိလာတယ်ဗောနော် Huawei ဟာအရင်ဒီနည်းနည်းနဲ့စတင်ခဲ့တဲ့လုပ်ငန်းတစ်သေးလေးကနေပြီးတော့ဒီနေ့ကမ္ဘာနီးပညာဆိုင်ရာအလဲပဟိုမှာရပ်တည်နေတဲ့ technology giant ကြီးတစ်ခုဖြစ်လာခဲ့တယ်ဗောနော် Huawei ကို1989မှာရန်ကျက်ဖိန်းဆိုတဲ့တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA မှာအင်ဂျင်နီယာအဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုတဲ့အင်ဂျင်နီယာဟောင်းတူကနေပြီးတော့ရှန်ကျန်းမြို့မှာစပြီးတော့တည်ထောင်ခဲ့တယ်အဲ့ဒီအချိန်ကရှန်ကျန်းမြို့ဟာဒီနေ့လိုကဘာကျော်နီးပညာမြို့တော့လုံးဝမဟုတ်သေးဘူးပြောဗျာစီးပွားရေးအထူးဆုံးဖြစ်စတင်ဖွံ့ဖြိုးနေတဲ့မြို့လေးတစ်မြို့ပဲဖြစ်ခဲ့တယ်ဗောနော်ဒီနေ့ဒေါ်လာဘီလီယံချီနဲ့တန်တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်လာမဲ့ Huawei အတွက်ဒါဟာလုံးဝမယုံနိုင်စရာအစလေးပဲဖြစ်လာခဲ့တယ် Huawei ရဲ့လုပ်ငန်းအစပိုင်းကကိုယ်ပိုင်နီးပညာတိကျတာမဟုတ်သေးဘူးဟောင်ကောင်ကနေပြီးတော့ telephone switch equipment တွေကိုတင်သွင်းပြီးတော့ပြန်ရောင်းချတဲ့လုပ်ငန်းကိုအဓိကသူကလုပ်ကင်တာဒါပေမဲ့ရန်ကျန်းဖိန်ကသူများနည်းပညာကိုပြန်ရောင်းယုံနဲ့ရေရှည်ရက်တည်လို့မရဘူးဆိုတာအစောကြီးတွေကသူကသိရှိနားလည်ထားတယ်ဒါကြောင့်ရလာတဲ့အမြတ်တွေကိုသူတေသနာဖွံ့ဖြိုးရေး R&D ဘိုင်းမှာဇက်တိုက်ရင်းနှီးမြှုပ်နှံခဲ့တယ်ပေါ့နော်1991မှာ Huawei ကကိုယ်ပိုင် program controller telephone switch ကိုအောင်မြင်စွာတည်ထွင်နိုင်ခဲ့တယ်ဒီအောင်မြင်မှုက Huawei ကို reseller company ကနေပြီးတော့ကိုယ်ပိုင်နည်းပညာတည်ထွင်တဲ့ technology company တစ်ခုအဖြစ်ပြောင်းလဲပေးနိုင်တဲ့အလှည့်အပြောင်းကြီးတစ်ခုလို့လည်းပြောလို့ရတယ်1990ပြည့်နှစ်တွေမှာ Huawei ကတရုတ်နိုင်ငံရဲ့ကျေးလက်ဒေသ telecom market ကိုဦးတည်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာ Ericsson တို့ Nokia တို့ Alcatel လို့နိုင်ငံတကာကုမ္ပဏီကြီးတွေကမြို့ကြီးတွေနဲ့အမျက်ပိုရတဲ့ဈေးကွက်တွေကိုအာရုံစိုက်နေချိန်မှာ Huawei ကလူနေတဲ့ကျေးလက်ဒေသတွေကိုသူကစပြီးတော့တက်ကတ်ထားပြီးသူကစပြီးရွေးချယ်ခဲ့တယ်ဈေးနှုန်းသက်သာတယ် service မြန်တယ်ပေါ့နော် maintenance ကောင်းတယ် Huawei ကတရုတ်နိုင်ငံတဝန်telecom network project တွေကိုတဖြည်းဖြည်းနဲ့အနိုင်ရလာခဲ့တယ်2000ပြည့်နှစ်ဝန်းကျင်တွေမှာ Huawei က China market ကနေပြီးတော့သူ့ရဲ့ local market ကနေပြီးတော့ဗျာ global market ထဲကိုစတင်ပြီးတော့သူကဝင်ရောက်လာခဲ့တယ် Russia တို့ Africa တို့ Middle East တို့ Latin America တို့အဲ့ဒီဈေးကွက်တွေမှာ telecom infrastructure တွေတိစောက်ပေးခဲ့တယ် base station တွေ optical network တွေ router တွေ core network equipment တွေကိုနိုင်ငံတော်အဆင့်နဲ့ဆက်သွယ်ရေးကွန်ရက်တွေအထိကို Huawei ရဲ့နည်းပညာကိုစပြီးတော့အသုံးပြုလာကြတယ်ပေါ့နော် Huawei ရဲ့အင်အားအကြီးမားဆုံး level တစ်ခုက telecom infrastructure တစ်ခုပဲဖြစ်တယ်ပေါ့နော် 4G 5G နဲ့ network တွေတိစောက်ရမှာ Huawei က Ericsson တို့ Nokia တို့နဲ့ဓာတ်ရိုက်ရှင်ပြိုင်နေတဲ့အင်အားအကြီးမားဆုံး telecom equipment company တွေကတခုဖြစ်လာခဲ့တယ် 5G နည်းပညာနဲ့ပတ်သက်တဲ့ပတ်သက်အရေးအတွက်မှာလဲ Huawei ကကမ္ဘာထိပ်တန်းကုမ္ပဏီတွေထဲမှာအမြဲတမ်းပါဝင်လာခဲ့တယ်ပေါ့နော် Huawei ရဲ့ရွှေခစ်လို့ပြောလို့ရတဲ့ smartphone ခစ်ကိုတော့ကျွန်တော်တို့ကမေ့လို့လုံးဝမရဘူးပေါ့နော်2010နောက်ပိုင်းမှာ Huawei က smartphone business ကိုအရှိန်အဟုန်နဲ့တိုးချဲ့လာခဲ့တယ်အစပိုင်းမှာသူ့ရဲ့ budget smartphone တွေကိုထုတ်လုပ်နိုင်ခဲ့သလို budget market အတွက်လည်း Honor brand ကိုလည်းဖန်တီးခဲ့တယ်ပေါ့နော် premium market တွေမှာလည်းအဆန် series တို့ P series တို့ Mate series တွေဟာလည်း Huawei ကိုကဘာကျော် brand တစ်ခုဖြစ်လာစေခဲ့တယ်ပေါ့ဗျာ Huawei ရဲ့ရွှေခစ်လို့ပြောလို့ရတဲ့2010နောက်ပိုင်းမှာကျွန်တော်တို့တွေက Huawei G710 တို့ Huawei G930 တို့ Huawei 8825D တို့ Huawei 8813တို့ဗျာအဲ့အချိန်မှာကျွန်တော်တို့တွေက Huawei နဲ့စပြီးကျွန်တော်တို့ကဒီမြန်မာနိုင်ငံ global market ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ Huawei နဲ့ကျွန်တော်တို့စပြီးကျွန်တော်ရင်းနှီးခဲ့တယ်ပေါ့ဗျာအဲ့အချိန်မှာကျွန်တော်တို့ COC တွေစုပြီးတိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ social media တွေဆိုလို့ရှိရင်ကျွန်တော်တို့ Viber တို့ဘာတို့အဲ့အချိန်က
အဲ့လောက်ပဲပေါ့နော်ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အဲ့လောက်လေးပဲကျွန်တော်တို့ဟိုဟာဖြစ်ခဲ့တာပေါ့နော်ဟိုသိခဲ့တာပေါ့ဗျာ social တို့ဘာလို့ဆိုလို့ရှိရင်လည်းပြီးလို့ရှိရင် G top တို့ဘာလို့အဲ့ချိန်မှာ Huawei ရဲ့ G710 တို့930တို့ကျွန်တော်တို့စပြီးသုံးခဲ့တယ်ပေါ့နော်အဲ့မတိုင်ခင်မှာ Huawei ရဲ့အဆက် P2 တို့ဘာလို့ဆိုလို့ရှိရင်လည်းတော်တော်ပလေးနဲ့အဆက် P2 တို့ဘာလို့ဆိုလို့ရှိရင်လည်းတော်တော်ပလေးနဲ့တော်တော်လေးကိုဟိုပြောမယ်ဆိုလို့ရှိရင်တော်တော်အဆင်ပြေခဲ့တော့ပါဘီတော့တို့ဘာလို့ဆိုလို့ရှိရင်တော့ခင်ဗျားတို့ကောင်းကောင်းသိလိမ့်မယ်အဲ့ချိန်မှာခင်ဗျားတို့စော်လေးတွေနဲ့ခင်ဗျားတို့ဒိတ်ခဲ့ဘူးရမလား Huawei ကိုတကဘာလုံးစပြီးတတိထားမိစေခဲ့တဲ့အချက်ကတော့ camera technology ဆိုတဲ့အချက်ပဲပေါ့နော် Leica နဲ့သူကပူးပေါင်းပြီးတော့ mobile photographer တွေကိုအစ်စ်ပေါ့ဗျာနောက်ထပ်တစ်ဆင့်မြင့်ပေးနိုင်ခဲ့တယ်ပေါ့ဗျာဥပမာပြောမယ်ဆိုလို့ရှိရင် Huawei P20 Pro တို့ Mate 20 Pro တို့ P30 Pro တို့ကင်မရာကင်းဆိုတဲ့နာမည်ကိုစပြီးတော့နာမည်ရလာခဲ့တယ်ပေါ့နော်အထူးသဖြင့်ပြောရမယ်ဆိုလို့ရှိရင် P30 Pro ရဲ့periscope zoom camera ကဒီ smartphone industry တစ်ခုလုံးကြီးကိုဗျာအားသင့်စေခဲ့ပြီးတော့ smartphone zoom technology ရဲ့စံနှုန်းအဖြစ်ပါသတ်မှတ်ထားလို့ရတယ်ဆိုတဲ့အချိန်ပေါ့ဗျာ Huawei ရဲ့နောက်ထပ်အားသာချက်က high silicon Kirin chipset တစ်ခုပဲဖြစ်တယ်ပေါ့နော် Apple မှာက A series chipset ရှိသလို Samsung မှာလည်း Exynos ရှိတယ်ပေါ့နော် Huawei မှာလည်းကိုယ်ပိုင် Kirin chipset တစ်ခုရှိတယ်ပေါ့နော်သူ့ရဲ့ chipset design ကိုသူတို့ကိုယ်တိုင်ပဲကိုယ်ပိုင်ထိန်းချုပ်ထားနိုင်တာကြောင့် hardware software တွေကိုအကောင်းဆုံး optimization ကောင်းကောင်းလုပ်လို့ရတယ်ပေါ့နော်ဒါကြောင့် Huawei က Android အသုံးပြုတဲ့ company ဖြစ်ပေမဲ့ Apple လိုမျိုး ecosystem တစ်ခုကိုတည်ဆောက်နိုင်တဲ့ company အနည်းငယ်တွေကတစ်ခုဖြစ်လာခဲ့တယ်2019မတိုင်ခင်က Huawei ကအကောင်းဆုံးအချိန်ကိုရောက်ရှိနေခဲ့တယ် smartphone တွေရောင်းအားကလည်းတဟုန်တို့ကိုတိုးတက်နေခဲ့တယ် Telecom infrastructure business ကလည်းအရန်ကြီးကိုအားကောင်းနေခဲ့တယ် 5G network မှာလည်းကမ္ဘာဥဆောင် company တွေကပါဝင်နေခဲ့တယ်ပေါ့နော်2020ခုနှစ်ပြောမယ်ဆိုလို့ရှိရင်ဒုတိယသုံးပတ်မှာ Huawei က Samsung ကိုကြော်တက်ပြီးတော့ကမ္ဘာ smartphone တင်ပို့မှုအများဆုံး brand ဖြစ်လာခဲ့တယ်အဲ့ဒီအချိန်မှာ analyst တော်တော်များများက Huawei ကကမ္ဘာနံပါတ်1 smartphone company တခုဖြစ်လာနိုင်တယ်လို့ခန့်မှန်းကြတယ်ကျွန်တော်အထင်တကယ်တော့ဖြစ်သွားခဲ့တယ်ဗျအဲ့ချိန်မှာဒါပေမဲ့ Huawei ရဲ့အမြင့်ဆုံးအချိန်ကအရင်ကြာကြလားဆိုတော့မကြာခဲ့ပါဘူး2019မှာ American အစိုးရက Huawei ကို entity list ထဲကိုထည့်လိုက်တယ်ပေါ့နော်အဲ့ဒါတွေနဲ့ရက်သွားပြီလားဆိုတော့မဟုတ်သေးဘူးပေါ့နော် Semiconductor အပိုင်းကိုကန့်သက်ချက်တွေကြောင့် Huawei ကအစိမ့်မြင့်ချစ်ဆက်တွေကိုပြင်ပ foundry စီကနေပြီးတော့ထုတ်လုပ်ဖို့အတွက်ကိုတော်ကြီးဆိုမှတော်တော်ကြီးအခက်အခဲကြုံခဲ့ရတယ်ပေါ့နော် Huawei ရဲ့အင်အားချင်း Kirin chipset line ကလည်းနှစ်တော်ကြာရပ်တန့်သွားခဲ့တယ်နောက်ဆုံးမှာ budget smartphone brand ဖြစ်တဲ့ Honor ကိုသီးခြား company အဖြစ်သူကရောင်းခဲ့ရတယ်ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင် Huawei ကတော်တော်ခက်ခဲနေကို Semiconductor ဘိုင်းတို့ပြီး Google service မရတော့အဲ့နှစ်မှာဘာလို့လဲဆိုတော့ကျွန်တော်သိတယ်ဗျအဲ့နှစ်တွေမှာကျွန်တော်က Huawei ကျွန်တော် Mate 30 Pro ကိုကျွန်တော်ကင်ထားတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော် Huawei Mate 30 Pro က Google ရခဲ့တဲ့ဖုန်းနောက်ဆုံးပဲပေါ့နော် Mate 40 Pro တို့မှာGoogle မရခဲ့ဘူးပေါ့ဗျာGoogle မရအောင်ကြံဖန်ပြီးလုပ်လဲတော်တော်ကြီးကြံဖန်ပြီးလုပ်ခဲ့ရတယ်ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်တော့အဲ့အချိန်မှာ Mate 30 Pro ကပြောမယ်ဆိုလို့ရှိရင်သူ့မှာ innovation တွေတပုံကြီးရှိတာမှန်ဆိုလို့ရှိရင်လည်း waterfall အခုံးလေးနဲ့သူခင်ဗျအတန်အတိုးချက်လုပ်မယ်ဆိုလို့ရှိရင်တော့ဖုန်းကိုဒီဘက်လက်ဘတ်ဆိုပြီးတော့ဘတ်ဆိုလက်မှတ်လေးနဲ့ထိလိုက်တယ်အတန်အတိုးချက်ကိုမှန်ကနေပဲဆွဲလို့ရတဲ့ system ပြီး Mate 30 Pro ရဲ့ camera ကအဲ့ချိန်မှာခင်ဗျလင်းတောက်အောင်ကောင်းခဲ့တဲ့အချိန်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ဒါပေမဲ့Google တွေဘန်သွားပြီးနောက်ပိုင်းမှာGoogle ရခဲ့တာက Mate 30 Pro ကနောက်ဆုံးမျိုးဆက်အလိုလိုဖြစ်သွားခဲ့တယ်ပေါ့ဗျာဒီအချိန်မှာလူတော်တော်များများက Huawei ကပြီးဆုံးသွားခဲ့ပြီလို့ပဲထင်တယ်ဒါပေမဲ့ Huawei က never give up အရှုံးမပေးခဲ့ဘူးပေါ့နော် Google ကိုမမီခိုးတော့ဘူးသူတို့ကိုယ်ပိုင် ecosystem ဖြစ်တဲ့ Harmony OS ကိုအရှိန်မြင့်ပြီးတော့သူတိစောက်ခဲ့တယ်ဒါလည်းအဲ့အချိန်မှာကျွန်တော်တို့ကြားခဲ့တယ်ကျွန်တော်တို့ ecosystem တွေသူ့ရဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီ Harmony OS မြန်ပြီးပါစေလို့ကျွန်တော်တို့ကအဲ့အချိန်ကကျွန်တော် Huawei ကင်ခဲ့တဲ့အခါကျတော့ Huawei fan တယောက်အနေနဲ့မြန်ပြီးပါစေလို့ကျွန်တော်ဆုတောင်းခဲ့တယ်ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်တော့ smartphone business တစ်ခုတည်းကိုမမီခိုးတော့ဘဲနဲ့ cloud computing တွေ artificial intelligence တွေ enterprise solution တွေပြီးလို့ရှိရင် digital power renewable energy နဲ့ smart vehicle solution တွေကိုအင်အားအပြည့်နဲ့ကိုတိုးချဲ့လာနိုင်ခဲ့ပါတော့ artificial intelligence အပိုင်းမှာလည်း Huawei က Ascend AI processor တွေပြီးလို့ရှိရင် Chiffon server chip တွေပြီးလို့ရှိရင် AI cloud platform တွေကိုခင်မီဖွံ့ဖြိုးတိုးတက်အောင်ဇက်တိုက်ရင်းနှီးမြှုပ်နှံခဲ့တယ်ဒါကြောင့် Huawei က consumer electronic company တစ်ခုထက် enterprise technology company တစ်ခုဖြစ်ကိုပုံမပြီးတော့ခိုင်မာလာခဲ့တယ်ပေါ့နော် Huawei ရဲ့ထူးခြားချက်ကပေါ့နော်
R&D ကိုဘယ်တော့မှမလျော့ကြခဲ့ဘူးအမေရိကန်ရဲ့ပိတ်ဆို့မှုတွေဂျားထဲမှာတောင်မှပဲနှစ်စဉ်သူ့ဒေသနာနဲ့နည်းပညာဖွံ့ဖြိုးရေးအတွက်ကိုဒေါ်လာဘီလီယံပေါင်းမြောက်များစွာကိုဆက်လက်ပြီးယင်းဒီမြုပ်နှံခဲ့တယ်အဲ့ဒီယင်းဒီမြုပ်နှံမှုရဲ့ရလဒ်ကို2023ခုနှစ်မှာ Mate 60 Pro ထွက်လာချိန်မှာကဘာကမြင်တွေ့ခဲ့ရတယ်ပေါ့နော် Kirin 9000S ချစ်ဆက်နဲ့အတူ Huawei ကနီးပညာဖွံ့ဖြိုးရေးကိုမရက်တန့်ခဲ့ဘူးဆိုတာကိုသူတို့ကောင်းကောင်းပြသနိုင်ခဲ့တယ် Mate 60 Pro ဟာ smartphone အသစ်တစ်လုံးထွက်လာတာထက်ပိုပြီးတော့အတိတ်ပဲအများကြီးပြည့်စုံနေခဲ့တယ် Huawei ကမပြောက်ခဲ့သေးဘူးအခက်ခဲတွေဂျားတွေကနေပြီးတော့ပြန်လဲရှင်သန်ရက်တည်နိုင်ခဲ့တယ်ဆိုတဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့တယ်အဲ့တော့ဒီနေ့ Huawei ကိုကြည့်လိုက်တယ်ဆိုလို့ရှိရင် smartphone company တစ်ခုလို့သတ်မှတ်လို့မရတော့ဘူးเนาะ telecom infrastructure ပြီးရင် cloud computing တွေ artificial intelligence တွေ enterprise solution တွေပြီးလို့ရှိရင် smart vehicle ecosystem တွေပြီး digital power နဲ့ renewable energy စတဲ့နယ်ပယ်မြောက်များစွာမှာအင်အားကြီးမားတဲ့ technology ဂျိုင်းရန်ကြီးတစ်ခုဖြစ်လာခဲ့ပြီပေါ့နော် Huawei ရဲ့သမိုင်းဟာ company တစ်ခုကြီးထွားလာတဲ့ဇလန်းသက်တော့မဟုတ်ဘူးဗျနီးပညာစီးပွားရေးနိုင်ငံရေးကမ္ဘာအင်အားကြီးနိုင်ငံတွေကြားမှာပြိုင်ဆိုင်မှုကိုကိုစားပြုတဲ့ survival story တစ်ခုဖြစ်တယ်ပေါ့နော် Huawei ကိုစကားတစ်ကြောင်းနဲ့ချုပ်ပြီးကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ယွမ်2100နဲ့စခဲ့တဲ့လုပ်ငန်းတစ်သေးလေးတစ်ခုကနေကမ္ဘာနီးပညာပြိုင်ဆိုင်မှုရဲ့အလဲဘိုးကိုရောက်နေတဲ့တရုတ်နီးပညာ AMA giant company ကြီးတစ်ခုလို့ပြောရင်းနဲ့ကျွန်တော် Touch Emperor မှာကိုညညမှာအားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်